ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ကျွန်တော်ဆက်လက်ပြီးတော့အချင်းတစ်ပုတ်ကိုချင်းဝိုင်းပါတယ်အဲ့တချင်းလေးရဲ့ရာဇဝင်ဒီကတော့ဘာလဲဆိုရင်ကျွန်တော်ဆရာကြီးဦးတေးဝေရုံမှုနဲ့ဆရာကြီးတေးဝေရုံမှုပြောင်းလဲခါစားမှာရှမ်းပြည်ဘက်ကိုသူသွားပြီးတော့အင်္ဂလိပ်တရားကိုသူကအရန်စိတ်အားထက်သန်သွားတယ်သူပြောင်းလဲခါစားမှာယထာဘော်တွေလမ်းတွေဈေးတွေမှာသူကရှောက်ပြီးတော့တရားဟောတယ်ဟောတဲ့ခါမှာသူကဘယ်ကိုပြေးသွားလဲဆိုရှမ်းပြည်ဘက်ကိုသွားတယ်ရှမ်းပြည်ဘက်သွားတဲ့ခါမှာသူဈေးထဲမှာလိုက်တရားဟောတဲ့ခါမှာရဲတဲ့သူ့ကိုလာဖမ်းတယ်အဲ့ဒါသူရဲစခန်းလိုက်သွားတယ်တိုက်သွားတဲ့ခါမှာသူကခင်ဗျားတို့ကျွန်တော်တို့ဘာလို့ဖမ်းတာလဲဆရာတို့ကျွန်တော်တို့ဘာလို့ဖမ်းတာလဲမေးတဲ့ခါမှာငါအဲ့လိုမျိုးလိုက်ပြီးတရားဟောလို့မရဘူးဆိုတော့မသိဘူးလားခင်ဗျားဘယ်ရောက်ခွင့်ပြုချက်နဲ့လာလဲအဲ့ဒါဆရာကြီးကပြောတယ်ကျွန်တော်တို့ဝန်စီနေနေဝန်စီမှာကျွန်တော်ကခေါင်းဆောင်ပါပဲကျွန်တော်ကြီးကဖြစ်တော့မသိရှိတဲ့လူမျိုးတရားသင်ကြောင်းကိုသိရှိဖို့လည်းသူတရားဟောပြီးလားတရားဟောခြင်းဖြစ်ပါတယ်ဆိုတဲ့အခါမှာသူအဲ့လိုမျိုးအသက်သေခံချက်ကိုအများကြီးပြောပြတဲ့အခါမှာအဲ့စကန်မူကြီးတွေရဲမူကြီးတွေကအရန်အားလာသွားပြီးတော့ကျွန်တော်တောင်းပန်ပါတယ်ဗျာခင်ဗျားကိုကျွန်တော်တို့ဖမ်းခြင်းလို့မဟုတ်ပါဘူးဒီအသေးဥစရာကြီးကကျွန်တော်တို့လာဖမ်းခိုင်းလို့ကျွန်တော်ဖမ်းခြင်းဖြစ်ပါတယ်ဆိုပြီးတော့ပြောတယ်သူကတော်တော်လေးစိတ်မကောင်းဖြစ်တယ်အဲ့ဒီမှာတေးစရာကိုတော့အောင်ကနေပြီးတော့ဒီတချင်းလေးတစ်ပုဒ်ကိုရေးခဲ့တာဖြစ်ပါတယ်
မျိုးရွေဝမ်းနေခြင်းများဘုရောကတော့ဒီမှာပါဘာပြောမလဲတို့တို့အားလည်းပြပါမြေရတော့တွေကြီးတော့ချစ်တွေလက်တွေ့ကြောင့်မမောနေနေချာတော့ဒီကြာကိုတို့တို့ဒီမတော့ပါကျွန်တော်ဒီငါရွေးအောင်ချင်မျိုးရွေးဝမ်းနေခြင်းဘုရောကတော့ဒီမှာပါရောက်ပြီးတော့ကြောက်ကြင်ကောင်းနေပြီပါမယ်။ဒါဆက်လက်ပြီးတော့တကယ်မမျောလင်းမဲနဲ့နော်။တရားယုံကြည်မိသားစုတွေကောင်းကြီးခံစားရပါတယ်။ပတ်စံမပေးဘဲနဲ့အကျိုးတော်မျိုးကြီးကိုကြည့်ရပါမယ်။